ကျောင်းမှာတင်ချတွေတက်ပန်တွေတမိုင်းမတွေတင်ပေးပေမဲ့ဘဝမှာနေ့တိုင်းသုံးနေရမယ့်ပိုက်ဆံအကြောင်းကိုကြတော့ဘာလို့ဘယ်သူမှတေးကြမတင်ပေးကြတာလဲလို့တင်တွေးဖို့ပါသလားစင်ကျော်တတ်အရွယ်ဆိုတာနောက်ဆုံးမော်ဖော်မလေးတွေကင်ခြင်းနဲ့အလန်းစားဖက်နှက်တွေစီးကျင်ကြတဲ့အရွယ်ပါဒါပေမဲ့မိဘပိုက်ဆံကိုပဲထိုင်သုံးနေရတဲ့တန်ရာကနေဖောက်ချွတ်ပြီးကိုယ့်ဘာသာငွေရှာနိုင်တဲ့သူတယောက်ထစ်ချင်ပါသလားဒီနေ့မှာတော့ Robert Kiyosaki ရဲ့ကဘာကျော်စာအုပ် Rich Dad Poor Dad ရဲ့ဆယ်ကျော်သက် version တွေကနေတင်မဝကိုအခုကတည်းကပြားမလဲပေးမယ့်အချက်၄ချက်ကိုရှင်းပြပေးသွားပါမယ်။အပိုင်းကဖေဖေနှစ်ယောက်ဤပုံပြင် The Tale of Two Dads စီးရီးဆရာ Robert မှာဖေဖေနှစ်ယောက်ရှိခဲ့ပါတယ်။ပထမတစ်ယောက်ကသူ့ရဲ့ဖခင်အရင်ပါပညာရီအများကြီးတက်တဲ့ဘွဲ့ရီရထားတဲ့အစိုးရအလုပ်လုပ်တယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ရင်အမြဲရုန်းကန်ရတယ်သူ့အကြံပေးချက်ကစာကြိုးစားအမှတ်ကောင်းအောင်ယူလစာကောင်းတဲ့အလုပ်ရှာတဲ့သူကငွေအတွက်အလုပ်လုပ်တဲ့သူ Poor Dad ပါဒုတိယတစ်ယောက်ကတော့သူ့တငယ်ချင်း Mike ရဲ့ဖခင်ပါကျောင်းပညာရေးတိတ်မမြင့်ပေမဲ့စီးပွားရေးလောကမှာတော့အလွန်ချမ်းသာတဲ့သူပါသူ့အကြံပေးချက်ကကြတော့ငွေကြေးအကြောင်းနားလည်အောင်လို့ကိုယ်ပိုင်လုပ်ငန်းတည်ထောင်တဲ့သူကတော့ငွေကိုသူ့အတွက်အလုပ်ပြန်လုပ်ခိုင်းလို့ rich dad ဖြစ်ပါတယ်။တင်ရောဘယ်ဖေဖေရဲ့လမ်းစဉ်ကိုလိုက်ချင်ပါတလဲ။အပိုင်းတိစာအုပ်တအုပ်လုံးရဲ့အသက် asset versus liability ဒါကတော့ဒီစာအုပ်တအုပ်လုံးရဲ့အရေးကြီးဆုံးသင်ခန်းစာပါတယ်။လူတွေဆင်းရဲရတာဟာဒီနှစ်ခုကိုမကွေးပြားလို့ပါ။ asset ဆိုတာတစ်အိတ်ခတ်သေးကိုငွေဝင်လာစေတဲ့အရာပါ။ဥပမာကိုလှုပ်ထားတဲ့ YouTube channel ကနေငွေရတာသူများကိုငှားထားတဲ့ဆက်ပြိန်းဒါမှမဟုတ် game set လေးကနေပိုက်ဆံငွေနေလာမျိုးပါ liability ဆိုတာကတော့တစ်အိတ်ခတ်သေးကငွေထွက်သွားစေတဲ့အရာပါဥပမာတန်ဖိုးကြီးဖုန်းဝယ်တာအကျွဲငယ်အဝတ်အစားဝယ်တာပြန်ရောင်းမြင့်ဈေးကျသွားမယ့်ပစ္စည်းတွေပါချမ်းသာခြင်းရင်အရန်လွယ်ပါတယ် asset တွေကိုမြများစုဆောင်ပါ liability တွေကို short ချပါလူအများစုမားနေတာကငွေထွက်မဲ့ liability တွေကို asset အထင်ကဝယ်စုနေကြတာပါပဲအပိုင်း3ကျွတ်လောင်အင်းတန်တရား The Rat Race လူကြီးတွေရဲ့ဘဝကိုတေချာကြည့်ဘူးလားကြောက်တက်အလုတ်လုတ်လာစာရပိတ်ဆန်သုံးမလောက်တော့အပိုကျိုးစားလို့လာစာတိုးလာရင်ပိုတန်ဖိုးကြီးတာတွေဝယ်ပြီးတော့ပိတ်ဆန်ထပ်မလောက်ပြန်ဘူးဒီလိုယုံထွက်လို့မရတဲ့တန်တရားကြီးကို Rat Race ကျွတ်လောင်အင်းတန်တရားလို့ခေါ်ပါတယ်ဆယ်ကျော်သက်အရွယ်မှာလူကျင်တာတွေများတာမမှားပါဘူးဒါပေမဲ့ဒီတန်တရားတွေမပိတ်မိဖို့ဆိုရင်အခုကတည်းက asset တွေကိုဘယ်လိုတိစောက်မလဲဆိုတာကိုအရင်ဆုံးစဉ်းစားရပါမယ်နောက်ဆုံးအချက်ကတော့ဆယ်ကျော်သက်တွေအချိန်ပိုင်းအလုပ်လုပ်တဲ့အခါသတိထားရမယ့်အချက်ပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ငါလစာဘလောက်ရမလဲဆိုတာထက်ငါဒီအလုပ်ကနေဘာပညာရမလဲဆိုတာကိုအဓိကကြည့်ပါငွေတစ်ခုတည်းကိုမကြည့်ပါနဲ့အယောင်ပညာလူတွေနဲ့ဆက်ဆံရေးငွေစင်ရင်းကင်တွယ်ပုံလို့ပညာရက်တွေကိုသင်ယူပါဒီအရွယ်အသွင်းတွေကနောက်တစ်ချိန်တင်ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါအလွန်တန်ဖိုးရှိလာမယ့်အရာတွေပါတင်ဟာအချမ်းသာဆုံးပါဒီစာအုပ်ကငွေရှာဖို့တတ်မဟုတ်ပါဘူးငွေကိုဘလို့စီမံမလဲဘလို့ပွားအောင်လုပ်မလဲဆိုတဲ့တထေးတွေရဲ့တွေးခွန်ပုံကိုသင်ပေးတာပါဆယ်ကျော်သက်တငယ်ချင်းတို့တင့်စီမှာလူကြီးတွေစီမှာမရှိတဲ့အကြီးဆုံးအားသာချက်တစ်ခုရှိပါတယ်အဲ့ဒါကအချိန်ပါအခုကတည်းကစတင်လေ့လာရင်တင့်အနာဂတ်ဟာတေချာပေါက်လွတ်လပ်ပေါ့လည်နေမှာပါဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင် like နိ baby တငယ်ချင်းတွေကိုပါ share ပေးလိုက်ပါအောင်တင်တဲ့နဲ့လက်ရှိမှာ asset နဲ့ liability ဘေးဟာကိုပိုဝယ် fit နေလဲ comment မှာရေးခဲ့ပါအောင်နောက်ထပ်စာအုပ်ကောင်းတွေနဲ့ပြန်လာသေးပါမယ်